2026ခုနှစ်မှာယင်းနှမြုံနှံဖို့အကောင်းဆုံးအိမ်ချမ်းမြေသို့မဟုတ်ရွှေ2026ခုနှစ်မှာမိတ်ဆွေမှာရှိတဲ့ငွေကိုယင်းနှမြုံနှံမယ်ဆိုရင်ရွှေကိုရွေးမလားဒါမှမဟုတ်အိမ်ချမ်းမြေကိုရွေးမလားဒီမေးခွန်းကလူအများဆုံးမေးနေတဲ့မေးခွန်းတစ်ခုပါအရင်ဆုံးရွှေကိုကြည့်အောင်ရွှေကဝယ်ရလွယ်တယ်ရောင်းရလွယ်တယ်ကိုလိုအပ်တဲ့အချိန်မှာငွေပြန်လဲလို့ရတယ်ပြီးတော့စီးပွားရေးမတည်ငြိမ်တဲ့အချိန်တွေမှာငွေတန်ဖိုးကိုကာကွယ်ပေးနိုင်တယ်ဒါပေမဲ့ရွှေကငွေမပေးနိုင်ပါဘူးအခုအိမ်ချမ်းမြေဘက်ကိုကြည့်မယ်ဆိုရင်အိမ်ချမ်းမြေကရေရှည်ဝါတန်ဖိုးတက်နိုင်တယ်ပြီးတော့အိမ်ငှားထားပြီးဝင်ငွေရှာလို့ရတယ်ဒါပေမဲ့ငွေကြီးများများလိုအပ်တယ်ပြီးတော့ပြန်ရောင်းချဖို့အချင်းယူရတယ်ဒါကြောင့်ငွေကိုလုံခြုံအောင်ထားခြင်းရွှေဝယ်ပါရေရှည်အတွက်တန်ဖိုးတက်ခြင်းအိမ်ချမ်းမြေဝယ်ပါတကယ်တော့အကောင်းဆုံးရည်ချင်မှုကတစ်ခုတည်းမဟုတ်ပါဘူးရွှေတစ်ပိုင်းအိမ်ချမ်းမြေတစ်ပိုင်းခွဲပြီးယင်းနှမြုံနှံတာကပိုလုံခြုံပါတယ်တင်းဆိုရင်ရောဘာဟာရွေးမလဲ comment မှာပြောပြပေးခဲ့ပါ